ဒီပွဲကဘောလုံးသမားတွေကွင်းထဲမှာဘောလုံးကန်နေတာနဲ့မတူဘဲနဲ့ပညာတွေလုံးဝစွမ်းဆောင်ရည်တွေပြေဝလုံးနေတဲ့တစ်ဖက်ကန်းခတ်ကျွမ်းကျင်လုံးနေတဲ့ပညာတွေကွင်းထဲမှာပညာပြိုင်နေကြတယ်လို့တော့ကျွန်တော်ကတော့ပြောချင်တယ်တိတ်ကိုမှအရသာရှိလုံးနဲ့ကြည်နေကိုသဘောကျလိုက်တာလို့ပြောနေသဘောကျပြီးကြားနေရတဲ့အခိုက်အတန့်တွေအဖြစ်ပြက်တွေပြီးတော့ကစားသမားတူချင်းစီရဲ့အရေးသွေးတွေစွမ်းဆောင်ရည်တွေတွင်းကိုတွေဘာမှပြည့်ရစရာမရှိတဲ့တကယ်ကိုပြည့်စုံလုံးနဲ့ပညာတွေအားပြိုင်တဲ့ပွဲကောင်းလို့ပွဲဖြစ်ခဲ့လို့ကျွန်တော်ကတော့ထင်တယ်ကြည့်ရှုနေကြတဲ့ညီကိုအားလုံးပဲမင်္ဂလာပါဆော့ကာကွန်ဆပ်ပိုင်းက page ကနေကြိုဆိုလိုက်ပါရစေကဲကျွန်တော်တို့ဒါ PSG နဲ့ Bayern Munich တို့ရဲ့ Champions League Semi Final ပထမကြော့ကျွန်တော်တို့ဒါ Bundesliga မှာကန်တဲ့ပွဲကတော့အန်အောစရာကောင်းတော့အောင်တွင်းကိုအရေးအတွက်တွေမြင့်တက်ပြီးတော့တကယ်ကိုကျွန်တော်တို့အရသာရှိကြီးခဲ့ရတဲ့ Semi Final ရဲ့တကယ်ကိုကောင်းလုံးတဲ့ပွဲတွေကိုကျွန်တော်တို့တွေ့ခဲ့ရတယ်အဲ့တော့ဒီပွဲမစခင်တည်းကဒီနှစ်သင်းကလက်လောပြောမယ်ဆိုရင် Europa ရဲ့အကောင်းဆုံးအသင်းနှစ်သင်း Semi Final မှာလာတွေ့တာက Final မှာတွေ့သလိုပဲလို့အားလုံးပြောထားသလိုပဲဒီပွဲကသိကြပါတယ်ဒါဒီဟာဒီ Champions League ရဲ့အကောင်းဆုံးပွဲပဲ Final တောင်မှဒီလောက်ထိကောင်းမှာမဟုတ်လို့ကျွန်တော်အာမခံရဒီပွဲကဒီတရားဒီလုံး Champions League ပွဲစဉ်တွေအားလုံးထဲမှာအကောင်းဆုံးပွဲပဲအဲ့တော့ဂိုးတွေတော်တော်လေးအများကြီးမြင့်တက်ခဲ့တယ် Asian PSG ကအိမ်ကွင်းမှာ9ဂိုး4ဂိုးဆိုရရလက်နဲ့ဒါဘိုင်မြူနစ်ကိုနိုင်ခဲ့တယ်အဲ့တော့ဒီပွဲကဂိုးရလက်တွေဘယ်သင်းကဘယ်လိုနိုင်သွားတယ်ဆိုတာတွေထက်ကွင်းတွင်းခြေစွမ်းပြီးတော့ဖြတ်သန်းပုံတွေပလေယာတွေရဲ့တယောက်ချင်းစီစွမ်းဆောင်ရည်တွေအသင်းတွေရဲ့စုဖွဲ့မှုတွေကိုပို့ပြီးတော့အလေးထားပြောရမယ်လို့ထင်တယ်အဲ့တော့ပွဲစကျွန်တော်တို့18မိနစ်မှာရင်ဘိုင်မြူနစ်ကဂိုးစားပြီးတော့ရခဲ့တယ်ဒီဂိုးကဒါပနတီယာနဲ့ Harry Kane သွင်းခဲ့တာဒီဂိုးမှာလည်းကျွန်တော်တို့ Olise တို့ DS တို့ရဲ့ဒမ်မဲ့ area အတွင်းမှာစက္ကန့်ပိုင်းတွင်ဘောလုံးထိချက်လေးနဲ့လှုပ်သွားတာလေးကိုတော်တော်လေးအတိမတ်ပြရလိမ့်မယ်လို့ထင်တယ် Olise ဘောလုံးရတာနဲ့တစ်ချက်တန်းပေးလိုက်တယ် DS ကကြော်ဘူးကြိုးစားတာမှာလူကာပြီးတော့ကျွန်တော်တို့ဘောလုံးအရင်ကာလိုက်တဲ့အချိန်မှာတစ်ဖက်ကပါချိုဖောင်းလုပ်ပြီးတော့ပနတီရသွားတယ်အဲ့တော့ပနတီရနဲ့စားပြီးတော့ဘိုင်မီနစ်တို့ဦးဆောင်ထားတယ်ဒီမိနစ်20လောက်ဝန်းကျင်တွင်ဘိုင်မီနစ်ကပဲပွဲကိုစားပြီးတော့ဦးဆောင်ထားတာပွဲအဖွင့်လှတယ်လို့ပြောရမှာပေါ့လေအဲ့တော့ဘိုင်မီနစ်ကအဖွင့်လှခဲ့တယ်ဂိုးလဲရခဲ့တယ် PSG ကဘာစုဘာမှမလုံနိုင်သေးခင်မှာကျွန်တော်တို့ PSG ရဲ့နောက်ထပ်အဲ့လိုရုံးကန်ရတဲ့ပွဲတစ်ပွဲဖြစ်လာမလားလို့ထင်တဲ့အချိန်မှာပဲအဲ့လိုစက်တိုက်ဆိုသလိုဂိုးတွေပြန်ပြီးတော့ရခဲ့တယ်အဲ့တော့ PSG စီမှာလည်းသူတို့ရဲ့လက်နက်အပြည့်အစုံနဲ့တကယ်ကို quality player တွေရဲ့ quality သွင်းကိုတွေကိုတွေ့ခဲ့ရတယ်။အဲ့တော့ခြေပါကူပြန်ရသွားခဲ့တာက Kvaratskhelia ရဲ့သူ့ရဲ့ trademark လို့တော့ပြောရမယ်အဲ့လိုဘယ်ကြောင့်ကိုတစ်ချက်တိုးထွက်ရင်းပြီးတော့မှညာကြောင့်မရရအောင်အတွင်းဝင်ဆွဲတယ်ဒီနောက်ကနေလိုက်ပြီးတော့တားနေတဲ့ Stanley စစ်ဘလို့မှတားလို့မရအောင် space ပေးလိုက်ရပြီးတော့သူ့ရဲ့ပုံစံတိုင်းပဲကိုသမားရဲ့ဒါဘယ်ဘက်အနေပေါ်ချိုးကန်တော့တော်တော်လေးကောင်းတယ်ဒါသူ့ရဲ့ trademark ကိုလို့အောင်ပြောမယ်အဲ့လိုမျိုးinstant ချိုးကန်တာတွေက cover ကဝင်တဲ့ဂိုးတွေကပိုပြီးတော့များတယ်အဲ့တော့ဒီဂိုးပြီးသိမ့်မကြခင်ကျွန်တော်တို့ PSG ထပ်ပြီးတော့ဒါဥဆောင်ကိုရခဲ့တယ်ပွဲကဘိုင်ယန်ဥဆောင်ထားပေမဲ့ PSG ရဲ့ 2-1 ဖြစ်တဲ့အခြေအနေကလည်းတော်တော်လေးမြန်တယ်တကူနဲ့တကူကြားထဲမှာမြန်တယ်လို့ပြောရမယ်အဲ့တော့ကွန်နာကနေရောင်နီဗတ်ကခေါင်းချိုးပြီးတော့တိုက်သွားတာဒေါင်းကန်ဘောကနေခေါင်းတိုက်သွင်းကိုတကူဆိုပေမဲ့လည်းတကယ်ကိုပညာပါတဲ့ကိုပါဒီကိုမရခင်မှာရောင်နီဗတ်ကိုလိုက်ပြီးတော့မာကင်လှုပ်ထားတာကမူစီယာလာကပြောမယ်ဆိုရင်ဒီလိုမျိုးတိုက်စစ်ကစားသမားတို့အတွက်လိုက်ပြီးတော့အချိန်ပြည့်မာကင်ပေးဖို့ကမလွယ်ဘူးအဲ့လိုမျိုးမလွယ်တဲ့အနေထားပြောမယ်ဆိုရင်ရောင်နီဗတ်ဆိုတာသူ့ရဲ့အရန်မောင်းနဲ့ဆိုရင်တော်တော်လေးကိုခေါင်းနဲ့သွင်းကိုရဖို့မလွယ်တဲ့အနေထားကနေဘောလုံးလာလမ်းကြောင်းပြေးထွက်ပြီးတော့အဲ့လိုချိုးပြီးတိုက်သွားတာတကယ်ကိုကောင်းတဲ့ကိုပါအဲ့တော့ 2-1 ဖြစ်သွားတဲ့အချိန်မှာ PSG ကပွဲကိုပြန်စီးသွားသလိုလိုရှိပေမဲ့လည်းပထမပိုင်းပြောရမယ်ဆိုရင်ဘယ်သင်းမှပွဲကိုစီးနေတာမျိုးမရှိဘူးဘောလုံးရတာနဲ့နှစ်သင်းလုံးကတိုက်စစ်ကိုသွားတယ်တိုက်စစ်ကိုဂိုးရဖို့အတွက်ပဲဦးတည်လာတဲ့ပွဲကောင်းတစ်ပွဲဖြစ်ခဲ့တယ်ဘန်မီနစ်ကလည်းသူတို့ရဲ့အသင်းရဲ့တိုက်စစ်လက်နဲ့ Luis Diaz တို့ Olise တို့ Harry Kane တို့ Musiala တို့ရဲ့ဒူးချင်းကြော်ဖြတ်မှုတွေပြီးတော့အသင်းရဲ့ combination တွေနဲ့ပေါင်းစပ်ပြီးတော့ဘလို့ကြီးနေတဲ့ဟိုကြောက်စရာကောင်းလောက်တဲ့စုဖွဲ့မှုမျိုးနဲ့ဘန်မီနစ်ကလည်းပြန်ပြီးတော့တုံ့ပြန်ပြခဲ့တယ်အဲ့တော့ Olise ရသွားတဲ့ဒုတိယမြောက်ဂိုးမှာတော့ဒါ Olise ကိုလည်းကျွန်တော်တို့တကယ်ကိုကြီးကျူးရမယ်ပြီးတော့တစ်ဖက်က PSG ခံစစ်ကစားမှာ4ယောက်လောက်ရှိနေတဲ့တွေကဘာလို့ဘယ်သူမှရှေ့မှာတက်ပြီးတော့မဘလို့လဲဆိုတာလည်းနည်းနည်းလေးတော့ပြောရမယ်လို့ထင်တယ်အဲ့တော့ခဲသမာပါချွန်နဲ့မာကွင်ရိုးရှိတယ်ကွင်းလေကကျွန်တော်တို့ရောင်နီဗတ်နဲ့ Zari Emery ပြောချင်တာ4ယောက်လုံးရှိနေတဲ့ကြားထဲရောက်မရမကဝင်တိုးပြီးတော့ကန်သွားတာကန်ချက်ကလည်းတော်တော်လေးကောင်းပါတယ်အဲ့တော့တယောက်လောက်သာရှေ့မှာပြေးပိတ်ထားရမယ်ဆိုရင်ဒီလိုမျိုးက Olise ကကန်ခွင့်ရမှာတော့မဟုတ်ဘူး
ပေးမလို့နဲ့ area အတွင်းမှာ form ဖြစ်ထားပြီးတော့ penalty ပေးထားရလေရှိတော့ထပ်ပြီး form ဖြစ်မှာစိုးရင်လည်းပုံစံနဲ့နည်းနည်းလေး line မျောလိုက်တာမှာအဲ့လို line မျောလိုက်တာနေကိုပြီးလိုက်ရတယ်ပထမတူတူနဲ့ပြီးတော့မယ်လို့ထင်တဲ့အချိန်မှာပွဲကဘလောက်တောင်မှပလေးသွားနေလဲဆိုတော့ form မဖြစ်တာမိနစ်20ကျော်လောက်ရှိတယ်ကျွန်တော်တတိချက်ချာကိုကြည့်ထားတယ်22မိနစ်မှာ William Pacho က Harry Kane ကို form လုပ်ပြီးနောက်ပိုင်းအဲ့ဒီပွဲရဲ့ထပ်ပြီးတော့ form ဖြစ်တဲ့မိနစ်ကကျွန်တော်တို့ဒါ Alphonso Davies လက်နဲ့ထိခဲ့တဲ့မိနစ်45မိနစ်ကျော်မှဖြစ်နေတယ်ပြောချင်တာ22မိနစ်ကနေမိနစ်20ကျော်လောက်အထိ form လုံးဝမဖြစ်ပဲနဲ့လုံးဝပလေးပဲအပြန်အလှန်သွားနေတယ်ဆိုတော့ပြောချင်တာအဲ့တော့ဒီ penalty ကတော့ကိုလက်တိုင်းရဲ့ဆုံးဖြတ်ချက်ပါပေးခြင်းလည်းပေးလို့ရတယ်မပေးခြင်းလည်းမပေးလို့ရတဲ့ penalty မျိုးလက်ကို direct ထိတာမဟုတ်ဘဲနဲ့cross ကနေပေါင်ကိုထိပြီးတော့မှတစ်ဆက်တည်းလက်ကိုထိသွားတယ်လက်ရဲ့အနေထားကမှန်လားဆိုတော့လက်ရဲ့အနေထားကတော့သိကြတယ်ဒါလို့ penalty ပေးရမယ့်လက်ရဲ့အနေထားလက်ကိုဘေးကိုကားပြီးတော့ထွက်ထားတာဆိုတော့ဒါပေမဲ့ပြန်ကြည့်လိုက်မယ်ဆိုရင်လည်း rules တွေကကျွန်တော်တို့ဒါဘောတူဟန်ဖြစ်နေတယ်ပေါင်ကိုထိပြီးတော့မှ direct ဆင့်သွားတာဆိုတော့ပေးခြင်းလည်းပေးလို့ရတယ်မပေးခြင်းလည်းမပေးလို့ရတဲ့အနေထားမှာကိုယ်လည်းတိုင်းကတော့ဒါ penalty ပေးလိုက်တယ်ဆိုတဲ့ပုံစံဒီ penalty နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘာမှအငင်းပွားစရာတွေပြောစရာမရှိဘူး penalty ရသွားတယ် PSG 3-2 ဖြစ်သွားတယ်အဲ့တော့ PSG 3-2 ဖြစ်နေပထမပိုင်းပြီးသွားတဲ့အချိန်ဒုတိယပိုင်းပြန်စပြီးတော့ကျွန်တော်တို့15မိနစ်လောက်အတွင်းမှာ PSG က 5-2 ဖြစ်တဲ့အခြေအနေကအဲ့လိုပထမပိုင်းကရလာတဲ့ 3-2 ဆိုတဲ့ရလဒ်ပေါ့အများကြီးမူတည်တနည်းအားဖြင့်ဒမ်ဘီလီရဲ့penalty 3-2 ဖြစ်သွားတဲ့ပထမပိုင်းနိုင်နေတယ်ဆိုတော့အနိုင်ရလဒ်ကဒုတိယပိုင်းပြန်စပြီးတော့15မိနစ်လောက်အတွင်းမှာ PSG 2 ဂိုးထပ်သွင်းဖို့စိတ်သက်ပိုင်းရခြေစွမ်းပိုင်းရကန်တရားပိုင်းရလုံလောက်မှုရှိသွားတဲ့အခြေအနေလို့ကျွန်တော်ယူဆတယ်ပြောချင်တာကပထမပိုင်းမှာတူတူနဲ့ပြီးရင်ဒီလောက်ထိမြန်မြန်ဆန်ဆန်ဒုတိယပိုင်းမှာဂိုးတွေတွေ့ရမှာမဟုတ်ဘူးပထမပိုင်းမှာ3-2 ဖြစ်သွားတဲ့အတွက်ဒီဂိုးတစ်ဂိုးကဘယ်လောက်ထိတောင် PSG ကိုပို့ပပဖြစ်သွားစေလဲဆိုတာကျွန်တော်တွေ့ရတယ်အဲ့တော့ရတဲ့သွင်းဂိုး2ဂိုးကလည်းဒုတိယပိုင်းမှာကျွန်တော်4-5မိနစ်လောက်ပဲချားတယ် PSG ရသွားတဲ့သွင်းဂိုးပထမဂိုးဒုတိယပိုင်းရဲ့ပထမဂိုး Cavara ကတော့ကျွန်တော်ပြောသလိုပဲသူ့ရဲ့အဲ့လို instant ချိုးကန်တာတွေကရေးလေကောင်းတယ်လုံးဝဂိုးတွေကိုတန်းနေတာပဲညာကျဟာကီမီဖြတ်ပို့လိုက်တယ်ရှေ့ကစားသမားတွေကလိုက်တဲ့ဟာပြီးတဲ့အချိန်မှာကန်တော့တော်တော်ကောင်းပါတယ်အဲ့တော့ 4-2 ဖြစ်သွားတယ်ပွဲကပို့ပြီးတော့ပြတ်သွားတဲ့အချိန်4မိနစ်လောက်ပဲရှိသေးတယ်ထပ်ပြီးတော့ဂိုးရခဲ့တယ်ဒီဂိုးကတော့ကျွန်တော်ပြောမယ်ဆိုရင်ဂိုးရနိုင်ကြီးတော်တော်လေးနည်းတဲ့အနေထားနေကြတော့တာကန်တွေက PSG ဘက်မှာရှိနေတယ်လို့ပြောလို့ရပါတယ်ဘာလို့လဲဆိုတော့ကောင်တောင်းနေပြန်သွားတဲ့အချိန်မှာဒူရီရဲ့ဒမ်ဘီလီရဲ့2ယောက်ပဲကြီးတစ်ဖက်ကဗန်မီနစ်ခံစစ်က3-4ယောက်လောက်ရှိနေတဲ့အချိန်မှာအဲ့လို2ယောက်ထဲနဲ့ကိုဖြည်းဖြည်းလေးသွားပြီးတော့ရအောင်ဂိုးရအောင်ကန်သွားဒီဂိုးကတော့အဲ့လိုဒမ်ဘီလီကောင်းတာလည်းပါပါတယ်တကယ်ကိုတိကျမှုပေါ့လေအဓိကတော့တိကျမှုဦးစားပေးတဲ့ဂိုးတစ်ခုပါအဲ့တော့ 5-2 ဖြစ်သွားတယ်ပွဲပြီးသွားပြီလို့ကျွန်တော်တို့ကပဲထင်လို့ရတဲ့ဂိုးရလဲပေါ့ပြောချင်တာဒီ level မှာဒီသင်းတွေက9 ဂိုး 2 ဂိုးဆိုတဲ့ရလနဲ့နိုင်နေတာပွဲကလို့ပြီးသွားPSGနိုင်သွားပြီလို့တစ်ထစ်ချယုံလိုက်လို့ရတယ်ဆိုတော့အနေထား69ရာခိုင်နှုန်းလောက်စိတ်ချလို့ရတဲ့အနေထားနေဘန်မြူနစ်ရဲ့အဲ့လိုကမ်ဘတ်တွေကလည်းပြောရမယ်ဆိုရင်ကြောက်စရာအရန်ကောင်းတယ်ပြီးခဲ့တဲ့တစ်ပတ်တုန်းကလည်း main school ပထမပိုင်းမှာ3 ဂိုးပြတ်နဲ့ရှုံးနေတယ်ပွဲပြီးမှာ3-4နဲ့ပြန်နိုင်သွားတယ်အဲ့လိုမျိုးပုံစံမျိုးဘန်မြူနစ်ကပြန်ပြီးလုပ်ဖို့ကြိုးစားတယ်ဘန်မြူနစ်စောင့်နေတဲ့ပုံစံကအရန်ကြီးတဟုန်တိုးသွားနေတာမျိုးမဟုတ်ဖြည်းဖြည်းချင်းစီအရန်ကိုထိရောက်တယ်ဒါ DS ဒီနေ့ပွဲမှာအရန်ကောင်းတယ် ODC တော်တော်လေးကိုလှုပ်ပြနိုင်တာတွေ့ရတယ်အဲ့တော့မိနစ်60 5-2 ဖြစ်သွားတဲ့အချိန်မှာပွဲကဘန်မြူနစ်ဘက်ပြန်ရောက်သွားတယ်ဘန်မြူနစ်ကအဲ့ဒုတိယပိုင်းပြန်စနေ15မိနစ်လောက်အတွင်းမှာနည်းနည်းလေး concentration နည်းနည်းလေးလျှော့ပြီးတော့ PSG လိုချင်တဲ့အတိုင်းကစားသလိုဖြစ်သွားတဲ့အချိန်မှာလို့ကောင်တာတွေကနေပေါက်ပြီးတော့ဂိုးတွေပေးလိုက် PSG ကဒီလိုမျိုးကစားရင်သူတို့အကြိုက်ပဲဒီလိုမျိုးကတပွဲလုံးကစားရင်ဂိုးတွေထပ်ပြီးတော့တွေ့ရအောင်ပါအဲ့တော့ဘန်မြူနစ်ကပွဲကိုပြန်ပြီးတော့ထိန်းလိုက်တယ်တနည်းအားဖြင့်ဒုတိယပိုင်းပြန်စမှာကျွန်တော်တို့ဒါ line မှာဝင်လာလဲဆိုင်လိုက်မယ်လို့ထင်တယ်အဲ့တော့ Alphonso Davies က injury ဖြစ်သွားတဲ့ဒုတိယပိုင်းပြန်စတဲ့ line မှာကိုဘယ်ချမ်းမှာထိန်းလိုက်တဲ့အချိန်မှာနည်းနည်းလေးအဲ့လိုမျိုးခန်းစစ်ကနေပေးလိုက်ရတဲ့အခွင့်အရေးလေးရှိတာပေါ့လေအဲ့တော့ 5-2 ဖြစ်သွားတဲ့အချိန်မှာဘန်မြူနစ်ကပြန်ပြီးတော့ PR ပေးတယ်ဘန်မြူနစ်ဆိုတဲ့အသင်းကလည်းကျွန်တော်ပြောခဲ့သလိုပဲအဲ့လိုအန်အိုးစရာကောင်းတော့အောင်ကြောက်စရာကောင်းတော့အောင်မဖြစ်နိုင်တာတွေကိုလုပ်ပြလေးရှိတဲ့အသင်းကင်မစ်ရဲ့ကျွန်တော်တို့ဒါ free kick ကနေ cross ကို Upamecano ခေါင်းရှက်တိုက်ပြီးတော့ဒါကိုရခဲ့တယ်အဲ့တော့ပွဲကနည်းနည်းလေးပြန်ပြီးတော့စူလာတယ်အဲ့ကိုရပြီးတော့ကျွန်တော်တို့3မိနစ်လောက်တောင်မကြာဘူးထင်ပါတယ်3မိနစ်4မိနစ်လောက်ပဲရှိမှတင်တယ်လူဝစ် DS ရဲ့တကယ်ကို class ဖြစ်လွန်းတဲ့သင်ကိုတကူလူဝစ် DS ဘာဖြစ်လို့ဒီလိုမျိုးအသင်းကိုရောက်နေတာလဲဘာဖြစ်လို့ဒီလိုအသင်းမှာပုံမှန်နေရနေတာလဲဒီသွင်းကိုဒီ touch တွေဒီလိုမျိုး finishing တွေကအတိအသာကြီးပဲ Liverpool DS ကိုပေးလိုက်ရတာအရန်နှမျိုးကိုခေါ်တယ်ဒါကကျွန်တော်ကြုံလုံးပြောပြတာ Liverpool အတွက်ဒီဟာဒီအဆိုးရွားဆုံးသောကစားသမား
ထွက်ခေါ်ခွင့်ပေးလိုက်ရတာ Luis Diaz ပဲအဲ့တော့ Diaz ကဘန်မြူနစ်မှာလုံးဝစိတ်သွားတိုင်းကိုပါစိတ်ကြိုက်ကိုကစားခွင့်ရနေတယ်Luis Diaz ရဲ့ကြော်ဖြတ်မှုတွေဒီနေ့ပွဲမှာဆိုရင် Luis Diaz ကကျွန်တော်80%လောက်ကြော်ဖြတ်မှုအောင်နေတယ်တိတ်ကုန်နေအောင်နေတယ် dribbling တွေကောင်းတယ်ရတော့တဲ့ Luis Diaz ရဲ့ကိုကတော့တကယ်ဟိုအရသာရှိတယ်ဒီပွဲရဲ့ကျွန်တော်အကြိုက်ဆုံးကိုလို့ပြောလို့ရတယ် Harry Kane မာပေးလိုက်တယ် Marquinhos နဲ့အပြိုင်လူကျွန်ထားကြောက်ကိုဖောက်ထွက်သွားတယ်ဘောလုံးကျူတော့မှယူတနန်ထိန်းလိုက်တာမဟုတ်ပဲねကျွန်တော်တို့ခြေကုန်လေးနဲ့လှလှပပလေးတစ်ချက်ထိန်းတယ်ဘောလုံးပြန်အထောက်မှာကမ်လိုနဲ့ဒါကတော့တောင်ပန်ကစားသမားတွေရေသွင်းမြင့်တဲ့တောင်ပန်ကစားသမားတွေစီမှာပဲတွေ့ရလက်ရှိတဲ့ feint movement မျိုးတခြားကျွန်တော်တို့ကုနေကစားသမားတွေတိုက်စစ်ကစားသမားတွေလိုက်လို့ဖို့အတွက်တိတ်မလွယ်ဘူးဒီလိုမျိုးအရင်နဲ့ဒီလိုမျိုးအဲ့လို feint တွေကတောင်ပန်ကစားသမားတွေစီမှာပဲပို့ပြီးတွေ့ရလက်ရှိအဲ့တော့ Luis Diaz လောက်သွားတာဘောလုံးပြန်အကျမှာကမ်လိုနဲ့တစ်ချက်ကို feint ပြီးတော့မှဟိုရှေ့ကိုဆွဲထုတ်ပြီးတော့ကန်သွားတာ Marquinhos ဘာမှမတက်နိုင်ဘူးသူပထမတစ်ချိန်ရိမ့်လိုက်တဲ့ဘက်ကိုလိုက်ရိမ့်မိပြီးတော့မှဟန်ချက်ပြတ်ပြီးတော့ဂိုးပေးလိုက်အဲ့တော့ဘွဲကပိုပြီးစူသွားတယ်အဲ့တော့ 5-4 ဖြစ်သွားတယ်ဘန်မြူနစ် 5-5 မြန်ဖြစ်မလားဘွဲကသေးနေပဲပြီးသွားမလားနောက်ဆုံး3မိနစ်တွေကတော့ကျွန်တော်ဘန်မြူနစ်ရဲ့ဟို position တွေနဲ့ဖိအားပေးနေတော့ပဲတောက်လျှောက်တွေ့ရတယ် PSG ကလည်းပွဲပြီးကနေမှဂိုးတိုင်းထိတဲ့ကန်ချက်တွေဘာတွေတော့ရှိခဲ့တယ်ဒါပေမဲ့လည်းဘန်မြူနစ်ရဲ့ဒုတိယပိုင်းမိနစ်60ရာနေစပြီးပွဲပြီးတဲ့အထိပွဲကိုကောင်းကောင်းစိုးမိုးသွားခဲ့လို့ပြောလို့ရတယ် Olise ကလည်းဒီနေ့ပွဲဒီမှာတော်တော်ယုံပြီးတော့ကစားသွားတယ်ဒါပေမဲ့ကျွန်တော်ရဲ့ဒီနေ့ပွဲစဉ်အတွက်အကြိုက်ဆုံးကစားသမားကတော့ Luis Diaz ပါနှစ်ကူးသွင်းတဲ့ cover ထက်ကျွန်တော်ပို့ပြီးတော့ Diaz ကိုသဘောကျတယ်ဟိုကျွန်တော် Diaz ကိုပို့ပြီးတော့သတိထားမိတဲ့ပွဲတစ်ပွဲကြောင့်ပြင်ပြောရမယ်ဆိုကျွန်တော် Liverpool နဲ့ Porto တို့ Champions League မှာတွေ့တဲ့ Diaz လို့ Liverpool ကိုမရောက်ခင်နောက်ဆုံး Porto မှာရှိတဲ့နှစ်တော့အဲ့လို Liverpool ကို Porto က Diaz ဒုက္ခပေးသလိုမျိုးပဲဒီပွဲမှာသူ့ရဲ့စွမ်းဆောင်ရည်အပြည့်ကျွန်တော် 100% Diaz ရဲ့အကောင်းဆုံး world class ဟို flanker တယောက်ရဲ့ပုံစံမျိုးကျွန်တော်တွေ့ရတယ်အရန်ကိုကောင်းလုံးနဲ့ Diaz ရဲ့အရင်တွေကြော်ဖြတ်မှုတွေအဲ့လိုကြီးနေအရသာကိုရှိနေတာကျွန်တော်ကတော့လက်ရှိချိန်မှာ Diaz ကိုပို့ပြီးသဘောကျပြီးသဘောကျနေပြီလို့တော့ပြောလို့ရတယ်အဲ့တော့ဒီကိုကတော့ Diaz အတွက်လုံးဝဟိုတော်တော်မိုက်တယ်ဗျာအဲ့တော့ 5-4 ဖြစ်သွားတယ်ပွဲကနောက်ဆုံး 5-4 နဲ့ပဲပြီးသွားတယ် PSG နိုင်သွားတယ်ဒါပေမဲ့လည်းဒီပွဲကလုံးဝမပြီးသေးဘူးကျွန်တော်တို့ဒုတိယအကြော့ကလည်းဒီလိုမျိုးပုံစံနဲ့ပဲလာအောင်ပါပဲအဲ့တော့ဒီပွဲကဟိုဘောလုံးသမားတွေကွင်းထဲမှာဘောလုံးကန်နေတာနဲ့မတူဘဲနဲ့ဟိုပညာတွေလုံးဝစွမ်းဆောင်ရည်တွေပြေဝလုံးနေတဲ့တစ်ဖက်ကန်းခတ်ကျွမ်းကျင်လုံးနေတဲ့ပညာတွေကွင်းထဲမှာပညာပြိုင်နေကြတယ်လို့တော့ကျွန်တော်ကတော့ပြောချင်တယ်တိတ်ကိုမှအရသာရှိလုံးနဲ့ကြည်နင်းကိုသဘောကျလိုက်တာလို့ပြောနေလို့သဘောကျပြီးကြားနေရတဲ့အခိုက်အတန့်တွေအဖြစ်အပျက်တွေပြီးတော့ကစားသမားတူချင်းစီရဲ့အရေးသွေးတွေစွမ်းဆောင်ရည်တွေတွင်းကိုတွေဘာမှပြည့်ရစရာမရှိတဲ့တကယ်ကိုပြည့်စုံလုံးနဲ့ပညာတွေအားပြိုင်တဲ့ပွဲကောင်းလို့ပွဲဖြစ်ခဲ့လို့ကျွန်တော်ကတော့ထင်တယ်အဲ့တော့ပွဲကတော့ PSG နိုင်သွားပြီမဲ့နှစ်သင်းလုံးရဲ့တကယ်ကိုအကောင်းဆုံး moment တွေကိုတွေ့ခဲ့ရပြီးတော့သိကြပါရဒီဟာဒီရဲ့ Champions League အကောင်းဆုံးပွဲကိုကြည့်ခဲ့ရတဲ့နေရာဖြစ်အေးပြတ်ကျိုးနဲ့တယ်ဒီပွဲမကြည့်ခဲ့ရတဲ့သူတွေအတွက်ကတော့စိတ်မကောင်းပါဘူးအဲ့တော့ highlight ဘလောက်ပဲကြည့်ပွဲရဲ့မိနစ်90သာကြည့်ရတဲ့အရာတော့မိမှာမဟုတ်ဘူးအဲ့တော့လာမဲ့ပွဲကြရင်အေးပြတ်ခံပြီးကြည့်ဖို့တဲ့နေရာနဲ့တိုက်တွန်းလိုက်ချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်